ကျွန်တော်တို့အားလုံးအခုရရှိထားတဲ့ဒီလူဘဝရဲ့တက္ကတံဖို့ကဘာလဲဆိုတာကိုနည်းနည်းပြန်ပြီးစဉ်းကျင်ကြည့်စေမယ့်တရားဒေသနာတစ်ခုခုအခြေခံပြီးတော့အတူတူလေ့လာကြည့်ကြအောင်ပါအရေးကြီးတဲ့ဘဝကိုရောက်နေတယ်ဟုတ်ပါတယ်ဒီစကားတစ်ခွန်းကတော်တော်လေးကိုအားပါပြီးလေးနက်ပါတယ်စဉ်းစားကြည့်လေကျွန်တော်တို့ရဲ့လက်ရှိဘဝဟာတာမန်မဟုတ်ဘူးအရန်ကိုအရေးပါတဲ့အခြေအနေတစ်ခုကိုရောက်နေတယ်ဆိုတဲ့အသည့်ကိုချက်ချင်းပေးလိုက်တာပါပဲကဲဒီဘဝကဘာလို့များဒီလောက်တောင်အရေးကြီးနေရတာလဲအဲ့ဒီမေခွန်းရဲ့အဖြေကတော့တတ္တဝါတိုင်းရဲ့ဖြစ်တည်မှုတွေကိုနောက်ခွဲခဲနေအဆုံးဖြတ်ပေးနေတဲ့အရာတစ်ခုကန်တရားရဲ့စီမံမှုထဲမှာပဲရှိနေပါတယ်ကံဆိုတာတိတ်ပြီးနားလဲရခက်တဲ့အရာကြီးတော့မဟုတ်ပါဘူးရှင်းလေးပါပဲကျွန်တော်တို့ရဲ့ဘဝဟာဂျပန်ဖြစ်လာတာမဟုတ်ဘူးကိုရန်ပြုလုပ်ခဲ့တဲ့ကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်တွေရဲ့အကျိုးဆက်တွေပါပဲမျိုးစီကောင်းကောင်းဆိုင်ရင်အပင်ကောင်းကောင်းပေါက်လာတယ်လို့ပေါ့ဗျာကို့လုပ်ရဲ့တိုင်းကကို့အနာဂတ်ကိုပုံဖော်နေတာပါဆိုတော့ကံတရားရဲ့အကျိုးဆက်ကရှင်းနေတာပဲကောင်းတဲ့အလုပ်ကုသိုလ်ကံတွေကကောင်းကျိုးချမ်းသာဒုက္ခကိုပေးရမကောင်းတဲ့အလုပ်အကုသိုလ်ကံတွေကတော့ဆင်းရဲဒုက္ခကိုဖြစ်စေတာပေါ့အကယ်၍များရွေးချယ်မှုမှားသွားရင်တော့ဒုက္ခတိပုံလိုမျိုးဆင်းရဲပင်လက်ထဲကိုရောက်သွားနိုင်တဲ့အန်ဒီရဲ့လည်းရှိနေတယ်ဟုတ်ပြီကံတရားအကြောင်းကိုအခြေခံလေးသဘောပေါက်သွားပြီဆိုရင်တော့အခုဒီတရားဒေသနာရဲ့အဓိကအချက်ချာကြတဲ့အပိုင်းကိုဆက်သွားကြည့်ကြရအောင်အဲ့ဒါကတော့လူဘဝဆိုတဲ့မယုံနိုင်လောက်အောင်ထူးခြားပြီးရခဲ့လာတဲ့အခွင့်အရေးကြီးအကြောင်းပါပဲမနုတတ္တဘာဝဒုလတ်ဘောလူဘဝကိုရဖို့ဆိုတာတော်တော်လေးကိုဖက်ခဲပါတယ်ဥပမာပေးထားတာလေးကသိကောင်းတယ်တမှုတရားထဲမှာမမလိတ်တကောင်ကနတ်တရားကြာမှတစ်ခါပေါ်လာပြီးတတုံအပေါ်လေးတစ်ခုကိုစွနိဖို့လောက်ခက်ခဲတဲ့ဒီဥပမာလေးတစ်ခုတည်းနဲ့တင်ကျွန်တော်တို့လက်ရှိပိုင်ဆိုင်ထားတဲ့အခွင့်အရေးဟာဘလောက်တောင်ရှားပါပြီးတန်ဖိုးကြီးလဲဆိုတာကိုအလေးအနက်ခန်းစားမိစေပါတယ်အဲ့ဒီမှာပဲလူဘဝရဲ့အရေးပါမှုကပို့ပြီးတော့ထင်ရှားလာတာပါလူပုံဆိုတာလေလမ်းဆုံးလမ်းခွကြီးတစ်ခုနဲ့တူတယ်ဒီဘဝကနေကောင်းကင်ဘုံကိုလည်းတက်လန်းလို့ရတယ်လို့အပေပုံတွေလိုဆင်းရဲတဲ့နေရာကြီးကိုလည်းရောက်သွားနိုင်တယ်ဆိုလိုတာကဘယ်လန်းကိုရွေးမလဲဆိုတာကိုယ့်ရဲ့လက်ထဲမှာအခွင့်အရေးအပြည့်အဝရှိနေတဲ့တခုတည်းသောနေရာဖြစ်ပါတယ်ဒါပေမဲ့ဒီမှာပြဿနာတစ်ခုရှိလာပြီဒီလောက်တန်ဖိုးကြီးတဲ့အခွင့်အရေးကြီးကထာဝရမဟုတ်ဘူးပြီးတော့အလွယ်တကူပဲဖြုံးတိပစ်နိုင်တဲ့အန်ဒီရဲ့ကလည်းအမြဲတမ်းကပ်ပါလာပါတယ်တကယ်ဝမ်းနည်းစရာကောင်းတာကဒီလိုရခက်ရဲ့ဘွားကိုရချတဲ့သူအများစုအားသူ့ရဲ့တမုတ်ကိုအပြောအသုံးမချမိကြဘူးအိတ်လိုက်စားလိုက်ပြောလိုက်ပါလိုက်နဲ့နေ့ရက်တရက်ပြီးတရက်ကုံဆုံးသွားတဲ့အခါနောက်ဆုံးမှတော့ဘွားရဲ့တကယ်အနှစ်သာရကိုလက်လွတ်ဆုံးရှုံးသွားကြတာပေါ့ကဲဒီမိခွန်းကြီးကိုကိုအလေးနဲ့ပြန်မဲကြည့်ရအောင်အခုရထားတဲ့ဒီဘဝကြီးကထာဝရတည်မြဲနေမှာလားဒါမှမဟုတ်တခဏတာပဲလားနောက်တစ်ခုကျမ်းမာရေးကောင်းမွန်တဲ့ကျမ်းမာရေးကောင်းမှုကုသိုလ်တွေပြုနိုင်တဲ့ခွန်အားတွေကတော့ထာဝရလားဒါမှမဟုတ်တခဏပဲလားနောက်ဆုံးအနေနဲ့ပေါ့ဒီလိုရခဲလော့တဲ့အခဏရေးကြီးကတော့ထာဝရလားတခဏတာပဲလားဒီမိကွန်းတွေကကျွန်တော်ရဲ့လက်ရှိအခြေအနေဟာဘလောက်ထိမတည်မြဲဘူးဆိုတာကိုရှင်းရှင်းလင်းလင်းသတိပေးနေတယ်လို့ပါပဲဒီတော့ဒီလိုမေးလျော့နေတာကိုဘယ်လိုဖြေရှင်းမလဲအဖြေကတော့တတိတံပဇညပါပဲရိုးရိုးလေးပြောရရင်ကိုယ့်ရဲ့လုပ်ရက်တိုင်းကိုအမတ်တမတ်မနေပဲအမြဲတမ်းဆင်စင်တုံတရားနဲ့နေထိုင်ခြင်းပေါ့ဘာလို့လဲဆိုတော့တတိမထားရင်မစင်စားရင်တန်ဖိုးရှိတဲ့အချိန်တွေအလဟားဖြစ်သွားနိုင်လို့ပါပဲဒီဘဝကိုအကျိုးရှိရှိအသုံးချနိုင်ဖို့အတွက်တတိတရားဟာအရေးကြီးဆုံးသုံးချက်ပါပဲကဲအခုဆိုရင်ဒီเจ้าရာရဲ့အားရှိဆုံးအားတက်စရာကောင်းဆုံးအပိုင်းကိုရောက်လာပါပြီလူပုံဆိုတာအားငယ်စရာနေရာမဟုတ်ပဲကိုလိုင်းရဲ့လုတ်ပိုင်ခွင့်နဲ့အလားအကြီးမားဆုံးရှိတဲ့နေရာတစ်ခုဖြစ်ရှုမြင်ရမှာပါလူဘဝကိုလေကမ္မဘူမိဒါမှမဟုတ်ကန်ကြီးမြေလို့ခေါ်ဆိုကြတယ်စိုက်ပျိုးလို့ရတဲ့မြေသိုးစာကောင်းတဲ့မြေခွကြီးလိုပဲပေါ့ဒီမြေပေါ်မှာကောင်းတာဆိုင်ရင်ကောင်းတာရမယ်မကောင်းတာဆိုင်ရင်မကောင်းတာပဲရမှာပေါ့ဆိုလိုတာကဒီပုံမှာပြုလုပ်တဲ့လုပ်ရက်တိုင်းကအနာဂတ်ကိုတိုက်ရိုက်ပုံဖော်နိုင်တဲ့အစွမ်းထက်တဲ့စွမ်းအားရှိပါတယ်ဒီတော့လူဘဝမှာရွေးချယ်စရာလမ်းသက်သွဲပဲရှိတယ်လို့ပြောနိုင်တယ်တလန်းကအဆုံးမရှိတဲ့ဆင်းရဲဒုက္ခစီကိုဥတည်နေပြီးတော့နောက်တလန်းကတော့အဆုံးမရှိတဲ့ကောင်းကျိုးချမ်းသာစီကိုပို့ဆောင်ပေးမှာပါဘယ်လန်းကိုရွေးမလဲဆိုတဲ့ဆုံးဖြတ်ချက်ကတော့ကိုယ့်လက်ထဲမှာပဲအပြည့်အဝရှိနေပါတယ်ကုသိုလ်တရားရဲ့အမြင့်မားဆုံးအလားကတော့ကားထွတ်မလဲအဲ့ဒါကတော့တန်တော်ရာဝတ်စင်ရဲကနေလုံးဝလွတ်မြောက်သွားတဲ့အရဟတမေဖို့ကိုရရှိပြီးယဟန္တာဖွင့်ခြင်းအထိပါပဲဒီလိုမြင့်မြောက်ဆုံးသောပန်းတိုင်ကိုရောက်နိုင်တဲ့တခုတည်းသောအခွင့်အရေးဟာဒီလူဘဝမှာပဲရှိနေတာပါဒါပေမဲ့ဒီအချက်ကိုတော့ဘယ်တော့မှမမေ့သင့်ပါဘူး
ဒီဘဝနဲ့နောက်ဘဝကြားကနန်းနိမိတ်ဟာအလွန်တရာကိုပါလွာပါတယ်မျက်စိတမိတ်အတွင်းမှာပဲရာအလုံးပြောင်းပြန်ဖြစ်သွားနိုင်တယ်ဆိုတဲ့အသည့်ကကျွန်တော်တို့ကိုပိုးပြီးတတိတရားနဲ့နေထိုင်ဖို့မြဲတမ်းတိုက်တွန်းနေရတယ် ။ဒါကြောင့်နောက်ဆုံးမေးရမယ့်မေးခွန်းကတော့ဒီလိုတန်ဖိုးကြီးမှပြရခဲလာတယ်။ဒါပေမဲ့လည်းတခဏတာပဲဖြစ်တယ်။ဒီဘဝကိုရရှိထားတဲ့အချိန်မှာဒီဘဝနဲ့ဘာဒီကိုလှုပ်ဆောင်သွားကြမှာလဲဆိုတာပါပဲ။